သတင်းများကိုတင်ဆက်ပေးပါမယ်။စစ်တပ်ရွှေကောက်ပွဲပြီးစီးသွားတော့လဲမြန်မာနိုင်ငံမှာဗတ်ပေါင်းစုံပျက်စီးမှုများစွာဖြင့်ကြာရှုံးနိုင်ငံအဖြစ်မှမျှော်လင့်ချက်မဲ့နိုင်ငံစီကိုဦးတည်နေကျန်းဖတ်စစ်တပ်ရဲ့ရွှေကောက်ပွဲပြီးစီးသွားပြီဖြစ်တော့လဲအဘဘမှရိုးရင်ပျက်စီးမှုများစွာနဲ့မြန်မာနိုင်ငံမှာကြာရှုံးနိုင်ငံအဆင့်ထက်ကျော်လွန်ပြီးနလန်ထူဖို့လမ်းစာပြောင်းနေတဲ့မျှော်လင့်ချက်မဲ့နိုင်ငံတစ်ခုဖြစ်လာနေကြောင်းနိုင်ငံတကာရေးရာတွေကိုလေ့လာသုံးသပ်သူများအဆင့်တစိုက်ရေးသားနေတဲ့ Ace Asia Forum ကဖော်ပြပါရယ်2025ခုနှစ်ဒီဇင်ဘာလမှစတင်ခဲ့တဲ့အပိုင်း3ပါစစ်တပ်ရဲ့ရွှေကောက်ပွဲတွေကစစ်တပ်ကြောတောင်နောက်ခံပေးထားတဲ့ပါတီကအနိုင်ရရှိတဲ့ရလဒ်ကိုမျှော်မှန်းထားတဲ့အတိုင်းထွက်ပေါ်စေခဲ့ပြီးပြည်တွင်းစစ်ကလည်းအဆုံးသတ်မဲ့လက္ခဏာမပြသေးပါဘူးတော်လိုင်းဘက်မှစစ်တပ်ကိုလက်လျှော့ခိုင်းနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်များပျောက်ကွယ်သွားခဲ့ပြီးတရုတ်နိုင်ငံရဲ့ဖိအားကြောင့်မြန်မာမြောက်ပိုင်းရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EAO အချို့ကပြည်ရမှုတွေနဲ့စစ်တပ်ကနေမြေတချို့ပြန်လည်ရယူနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရခိုင်ပြည်နယ်မှာအရခတပ်တော် A ကနေမြေတိုးချဲ့နိုင်နေစေဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးဆိုင်ရာအခြေအနေများဆက်လက်ကျဆင်းခဲ့ပြီးအများပြည်သူဝန်ဆောင်မှုများပိုမိုယိုယွင်းလာကလူသားချင်းစာနာမှုလိုအပ်ချက်များတိုးမြင့်လာခဲ့ပါတယ်။တရုတ်နိုင်ငံကစစ်အစိုးရကိုထောက်ခံနေခြင်းနဲ့အာဆီယံအဖွဲ့ရဲ့ပြည်တွင်းရေးကိစ္စဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒနဲ့အကြောင်းအရာတွေအားလုံးကိုသဘောတူညီချက်နဲ့သာဆုံးဖြတ်ရမယ့်စနစ်တို့ကြောင့်မြန်မာနိုင်ငံအတွက်ပဋိပက္ခမှလွတ်မြောက်နိုင်မဲ့လက်တွေ့ကျတဲ့လမ်းကြောင်းမရှိတော့သလိုဖြစ်ပါတယ်။မြန်မာနိုင်ငံကကြာရှုံးနိုင်ငံဖြစ်တာမကတော့ပဲပြန်လည်ထူထောင်နိုင်တဲ့မျှော်လင့်ချက်မရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြောင်းလဲလာနေပါတယ်။2025ခုနှစ်အတွင်းမြန်မာနိုင်ငံကမျိုးဆက်တစ်ဆက်ဓမ္မမဟုတ်နှစ်ဆက်အတွင်းငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ပြန်လည်ပေါ်ထွန်းလာနိုင်မယ်လို့ရှုံကြည်စရာအထောက်အထားမရှိခဲ့တာကအသေးအချာပါ။စစ်တပ်ရဲ့ရွှေကောက်ပွဲကြောင့်ငြိမ်းချမ်းရေးနဲ့စီးပွားရေးတိုးတက်မှုကာလတစ်ခုကိုဖွင့်လှစ်ပေးနိုင်မယ်လို့အချို့ကမျှော်လင့်ခဲ့ကြပါတယ်။ဒီမျှော်လင့်ချက်ကအထူးသဖြင့်စစ်အာဏာရှင်အုပ်ချုပ်သူများအတွင်းအားကောင်းခဲ့ပါတယ်။ဒါပေမဲ့1948ခုနှစ်လွတ်လပ်ရရှိချိန်ကစတင်ခဲ့တဲ့ပြည်တွင်းစစ်ကဒီကနေ့ထိအဆုံးသတ်လက္ခဏာမပြသေးပါဘူး။2026ခုနှစ်ဇန်နဝါရီ25ရက်မှာပြီးဆုံးခဲ့တဲ့ရွှေကောက်ပွဲကစစ်တပ်ကဖန်တီးထားပြီးမဲဆွယ်ကာလအတွင်းအလွန်အမင်းအသာပေးခံရတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အတွက်အပြတ်အသတ်အနိုင်ရရှိတဲ့ရလဒ်ကိုထွက်ပေါ်စေခဲ့ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်အတွက်သတ်မှတ်ထားတဲ့လွှတ်တော်အမတ်25ရာခိုင်နှုန်းနဲ့ပေါင်းစပ်ရင်စစ်တပ်ကမိမိအာဏာကိုတိုးမြင့်နိုင်တဲ့ဥပဒေသစ်တွေကိုမြည်သည့်အချိန်မဆိုပြဋ္ဌာန်းနိုင်တဲ့အခြေအနေရရှိထားပါတယ်။2025ခုနှစ်နှစ်ကုန်ပိုင်းတွင်အကြီးဆုံးနိုင်ငံရေးမိန့်ခွန်းကစစ်တပ်အကြီးအကဲနဲ့စစ်အစိုးရခေါင်းဆောင်မင်းအောင်လှိုင်ကအစိုးရအသစ်မှမြည်သည့်အခမ်းကဏ္ဍရယူမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။သမ္မတဖြစ်နိုင်ခြေသမ္မတထက်အခမ်းကဏ္ဍဖန်တီးယူနိုင်ခြေ2015ခုနှစ်မှာ NLD အနိုင်ရပြီးတဲ့နောက်ဒေါ်အောင်ဆန်းစုကြည်အတွက်ဖန်တီးခဲ့တဲ့အနေအထားကဲ့သို့သို့မဟုတ်စစ်တပ်အကြီးအကဲဖြစ်ဆက်လက်နေခြင်းတို့ဖြစ်နိုင်ပါတယ်။တော်လိုင်းဘက်မှာတော့2023-2024ခုနှစ်အောင်မြင်မှုတွေကိုအခြေခံပြီး2025ခုနှစ်ကုန်မှာစစ်တပ်ကိုအနိုင်ရရှိမယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ဖိအားကြောင့်မြောက်ပိုင်းရှိအဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားနည်းသွားရမှာစစ်တပ်ကလက်လွတ်ခဲ့တဲ့နေမြေတချို့ကိုပြန်လည်ရယူခဲ့ပါတယ်။2025ခုနှစ်အတွင်းအဓိကနေမြေတိုးချဲ့နိုင်ခဲ့တဲ့တော်လိုင်းအဖွဲ့ကအာရခတပ်တော် A ဖြစ်ပါတယ်။နှစ်ကုန်မှာရခိုင်ပြည်နယ်အများစုကိုလွတ်လပ်စွာလှုပ်ရှားနိုင်ခဲ့ပြီးစစ်တွေမျိုးနဲ့တရုတ်ရေနံဓာတ်ငွေပိုင်လိုင်းအစုံမှတ်ကြောက်ဖြူမျိုးတို့ကိုသာမထိန်ချုပ်နိုင်သေးတဲ့အခြေအနေမှာရှိပါတယ်။ဒီကာလအတွင်းရိုဟင်ဂျာမွတ်စလင်လူနည်းစုရဲ့အခြေအနေပုံမှုဆူရွားလာခဲ့ပါတယ်။2025ခုနှစ်နိုဝင်ဘာမှာတော်လိုင်းအဖွဲ့19ဖွဲ့ပေါင်းစည်းပြီး Spring Revolution Alliance ဖွဲ့စည်းခြင်းကစီယုံရေးအရာတိုးတက်မှုတရက်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့၎င်းဖွဲ့ရဲ့မဟာဗျူဟာမှာအောက်ခြေမှာအပေါ်ကိုထိန်းချုပ်မှုတိစောက်ခြင်းဖြစ်တဲ့2020ရွှေကောက်ပွဲအနိုင်ရအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ချင်းကပ်ပုံနဲ့မူဝါဒကွဲပြားနေပါတယ်။မြန်မာနိုင်ငံမှာစစ်ပွဲများစစ်တပ်ရဲ့မအောင်မြင်တဲ့မူဝါဒတွေနဲ့အနောက်နိုင်ငံတွေရဲ့တန်ခတ်အရေးယူမှုတွေကြောင့်စီးပွားရေးဆက်လက်ပျက်စီးခဲ့တဲ့ရန်ကုန်မှာပုံမှန်အခြေအနေတချို့ထိန်းသိမ်းနိုင်ပေမဲ့လူအများစုကအသက်ရှင်ရေးအတွက်ရှုံးကန်နေရတယ်။2025ခုနှစ်မလငလင်ကြောင့်နေပြည်တော်အပါအဝင်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီးပြန်လည်ပြုပြင်ဖို့နဲ့နှစ်ပေါင်းများစွာကြာမြင့်မှာဖြစ်ပါတယ်။ထိန်းချုပ်မှုမရှိတဲ့တပ်တူတူဖော်မှုတွေကြောင့်ပတ်ဝန်းကျင်ပျက်စီးမှုလည်းဆိုးရွားလာခဲ့ပါတယ်။သုံးသက်သူရစ်ချာဟိုစင်ရဲ့အဆိုအရလူဦးရေတန်း20ကျော်တနိုင်ငံလုံးရဲ့3ပုံ1ပုံကျော်ဟာလူသားချင်းစာနာမှုအကူအညီလိုအပ်နေပြီး3.5တန်းခန့်နေရန်ဆွန့်ခွာထားရတဲ့ရန်ကုန်နဲ့နေပြည်တော်အပြင်ဘက်မှာကျန်းမာရေးဝန်ဆောင်မှုတွေအလွန်နှဲပါနေပါတယ်။ပညာရေးစနစ်ကဆရာများရဲ့ဆန္ဒပြတပိတ်နဲ့ကျောင်းသားများရဲ့ဘွိုင်းကော့အပြီးပြန်လည်မထူထောင်နိုင်သေးပါဘူး2017မှ2022ကာလအတွင်းပြုလုပ်ခဲ့တဲ့မူဝါဒပြုပြင်ပြောင်းလဲမှုတွေပြန်လည်ပျက်စီးခဲ့တဲ့အသက်18နှစ်မှ24နှစ်အရွယ်လူငယ်လေးဦးမှ3ဦးကပညာရေးဓမ္မမို့လေ့ကျင့်ရေးစနစ်အပြင်ဘက်မှာရှိတဲ့2024ခုနှစ်စစ်မှုထမ်းစနစ်စတင်ပြီးရဲ့နောက်လူငယ်များနိုင်ငံမှထွက်ခွာမှုတိုးလာခဲ့တဲ့နိုင်ငံပျက်စီးမှုကြောင့်ထိုင်းနယ်စပ်တလျှောက်ကြားဖြန့်အွန်လိုင်းငွေလိမ်နဲ့
စခန်းများပြန့်နှံ့လာပြီး2025ခုနှစ်အတွင်းကမ္ဘာသတင်းအဓိကအကြောင်းအရာဖြစ်လာခဲ့တဲ့တရုတ်နိုင်ငံကစစ်တပ်ကိုဖိအားပေးပြီးအဆောက်အအုံတချို့ဖျက်သိမ်းစေခဲ့ပြီးခေါင်းဆောင်တချို့ဖမ်းဆီးစေခဲ့တဲ့အမေရိကန်အစိုးရကလည်းScam Center Stake ဖို့ဖွဲ့စည်းခဲ့တဲ့တရုတ်ရုရှားနဲ့မြောက်ကိုရီးယားတို့ကမြန်မာစစ်တပ်ကိုလက်နက်နဲ့စစ်ရေးနည်းပညာများဆက်လက်ပံ့ပိုးခဲ့တဲ့တရုတ်နိုင်ငံကအိန္ဒိယသမုဒ္ဒရာကိုဝင်ရောက်ခွင့်တိုးမြင့်ဖို့နဲ့တယံစာတာထုတ်ယူမှုတိုးချဲ့ဖို့ကြိုးပမ်းခဲ့တဲ့ထိုင်းနိုင်ငံကနှစ်ဖက်စလုံးနဲ့ဆက်ဆံခဲ့တဲ့အိန္ဒိယနိုင်ငံကတရုတ်ရဲ့ဩဇာတိုးချဲ့မှုကိုမတားဆီးပဲစစ်တပ်ကိုတန်တမာရေးရထောက်ခံခဲ့တဲ့အာဆီယံဖွဲ့ကတော့တနိုင်ငံရဲ့ပြည်တွင်းကိုဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒနဲ့သဘောတူညီချက်စနစ်ကြောင့်ကန့်သတ်ခံနေရတယ်။အမေရိကန်မူဝါဒကလည်းပြောင်းလဲပြီး2025ခုနှစ်ဇွန်လမှာမြန်မာနိုင်ငံသားများအမေရိကန်ကိုဝင်ခွင့်ပိတ်ပင်ခဲ့တဲ့2025ခုနှစ်နိုဝင်ဘာမှာမြန်မာဒုက္ခသည်များအတွက် temporary protected status ကိုရပ်ဆိုင်းခဲ့တဲ့လူဦးရေ90တန်းခန့်ရှိတဲ့မြန်မာနိုင်ငံအတွက်2025ခုနှစ်က1948ခုနှစ်လွတ်လပ်ရေးနောက်ပိုင်းအစိုးရဆုံးနှစ်များထဲမှာတနည်းဖြစ်တဲ့ဝမ်းနည်းဖွယ်အချက်ကမြန်မာစစ်တပ်နဲ့တော်လှန်ရေးဘက်နှစ်ဖက်စလုံးမှာပဋိပက္ခကိုအဆုံးသတ်ပြီးအနာဂတ်ကောင်းတစ်ခုပြန်လည်ဖန်တီးနိုင်မဲ့လက်တွေ့ကျတဲ့လမ်းကြောင်းမတွေ့ရှိရတာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ TNL နဲ့ MNDAA အပြန်အလှန်ဖမ်းဆီးမှုပြုလုပ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်သိန်းနီမြို့နယ်မိုင်းပါချင်းရွာမှာတပ်ဆွဲထားတဲ့ TNL တပ်သား90ခန့်ကိုကိုးကန့်တပ်ဖွဲ့ MNDAA မှဝင်ရောက်ဖမ်းဆီးခဲ့ပြီးလာရှိုးမြို့ဘက်ကားတင်ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ဖေဖော်ဝါရီ19ရက်ည6နာရီခန့်မှာသိန်းနီမြို့နယ်မိုင်းပါချင်းရွာမှာတပ်ဆွဲထားတဲ့တောင်ပလောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL စစ်အင်အား90ခန့်ကိုကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှအင်အား3ဝင်ရောက်ဖမ်းဆီးခဲ့ပြီးလာရှိုးမြို့နယ်ဤနိုင်ချင်းရွာဘက်ကိုကားတင်ပို့ဆောင်ခဲ့ကြောင်းစစ်ရေးသတင်းအရင်းမြစ်တအုပ်ကပြောပါတယ်။မင်းညကသိန်းနီတဲ့ကမိုင်းပါရွာဘက်ရောက်နေတဲ့ TNL စစ်သားတွေကိုကိုကန့်ဘက်ကဖမ်းပြီးတော့ကားတင်ခေါ်သွားတယ်။ကိုကန့်ဘက်ကကားတင်ဖမ်းသွားတဲ့ပလောင်စစ်သား90လောက်ကိုည9နာရီလောက်မှာလာရှိုးနာကဤနိုင်ရွာဘက်သွားချပြီးရလို့ပြောတယ်လို့လာရှိုးမြို့မှာအဆိုပါစစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။သိန်းနီမျိုးနယ်မှာတပ်ဆွဲထားတဲ့ TNL တပ်သားတွေကို MNDAA ဘက်မှဖမ်းဆီးပြီးမိုင်40ခန့်ကွာဝေးတဲ့လာရှိုးမြို့နယ်ဤနိုင်ကျေးရွာဘက်ကားတင်ပို့ဆောင်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး TNL ပြောရေးဆိုခွင့်ရှိသူလူရီဦးထံအတည်ပြုမေးမြန်းနိုင်ဖို့သတင်းဌာနကဆက်သွယ်မေးမြန်းထားပေမဲ့လက်ရှိအချိန်ထိပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ဒီလိုအငင်းပွားမှုတွေဖြစ်ပွားပြီးတဲ့နောက်နမ်တူမျိုးဘက်မှ TNL စစ်အင်အား300ကျော်ကသိန်းနီမျိုးနဲ့ဘိုင်းပါချင်းရွာဘက်ကိုညရင်းချင်းချီတက်သွားခဲ့ပြီးလက်ရှိမှာနှစ်ဖက်တပ်ဖွဲ့ကြားစစ်ရေးတင်းမာနေကြောင်းဒေသခံတွေကပြောပါတယ်။အဲ့ဒါဖြစ်ပြီးတော့ TNL ဘက်ကညာရင်းချင်းစစ်အင်အား300ကျော်နဲ့နမ်တူဘက်ကနေမိုင်းပါတက်သွားတယ်သူတို့မဟာမိတ်တဲ့အချင်းချင်းတော့အခုထက်ထိနှစ်ဖက်စစ်ရေးတင်းမာနေတော့မယ်ဒေသခံတွေကတော့ဒီနေ့ရွာစင်တက်တဲ့ပွဲရှိနေတော့ပုံမှန်လိုပဲတွာလာနေရလို့သိန်းနီဒေသခံမျိုးသားတုံးကပြောပါတယ်၎င်းမတိုင်မီဖေဖော်ဝါရီ23ရက်ညပိုင်းမှာကွက်ခိုင်မြို့ပေါ်ရှိ MNDAA အုပ်ချုပ်ရေးရုံးတွေကို TNL ဘက်မှအင်အား3ဝင်ရောက်စီးနင်းခဲ့က MNDAA အလံနဲ့ညဆောင်တပ်သားတွေကိုပါယူဆောင်ဖမ်းဆီးသွားခဲ့ပြီးဇေအနီဆောက်လုပ်ရေးဝန်မှတပ်ဆွဲထားတဲ့ MNDAA ရုံးနေရာတွေမှာလည်းရုံးရင်ဆန်ခတ်ဖြစ်ပြီးတနက်ပြစ်ဖောက်မှုဖြစ်ပွားခဲ့ပါတယ်။တရုတ်နှစ်တစ်ကူကာလရောက်ရှိနေစဉ်ကွက်ခိုင်မျိုးရှိကိုကန်တက် MNDAA အုပ်ချုပ်ရေးရုံးတွေကို TNL ဘက်မှဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက်လာရှိုသိန်းနီကြားရှိရေးပူစစ်စေးရေးဂိတ်အနီးမှာ MNDAA ဘက်မှခီးတဲ့ရှင်တွေကိုလက်နက်ခင်းများတင်ဆောင်မှုရှိမရှိစစ်ဆေးတင်းကျပ်ခဲ့ကြောင်းခီးသွားတွေကပြောပါတယ်။နီနာမဟာမိတ်တပ်တွေဖြစ်ကြတဲ့ TNL နဲ့ MNDAA တို့က2020ခုနှစ်စစ်စင်ရေးနောက်ပိုင်းကွက်ခိုင်မျိုးကိုပြည်ထောင်စုလမ်းမကြီးတစ်ဖက်တစ်ချမ်းစီပူးတွဲအုပ်ချုပ်နေပြီးအချင်းချင်းကြားနေမြေခွဲဝေမှုပြဿနာတွေမကြာခဏဖြစ်ပွားနေကြောင်းဒေသခံတွေစီကသိရပါဗျ။နောက်ထပ်တစ်ပုတ်အနေနဲ့ရွှေဘိုခရိုင်တွင်းရှိမြို့နယ်6ခုစလုံးမှာအခွန်ကောက်ခံတဲ့ဂိမ်းများအားလုံးပိတ်သိမ်းဖို့ NUG ကခွဲဝင်ကြီးဌာနညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရွှေဘုံခရိုင်တွင်းရှိမြို့နယ်6ခုမှာပကဖပအဖ PDF နဲ့ဒေသခံကာကွယ်တပ်ဖွဲ့များဖွင့်လှစ်ထားတဲ့အခွန်ကောက်ဂိမ်းများအားလုံးကိုဖေဖော်ဝါရီ19ရက်နောက်ဆုံးထားပြီးပိတ်သိမ်းဖို့မြို့သားညီညွတ်ရေးအစိုးရ NUG ကခွဲဝင်ကြီးဌာနကညွှန်ကြားလိုက်ပါတယ်။ညွှန်ကြားချက်တွေအရရွှေဘိုခရိုင်ကွက်ကဲရေးအောက်ရှိရေဦး30တပင်းမြို့နယ်တွေနဲ့ရွှေဘိုခရိုင်ကော့ကဲရေးနဲ့အောက်ရှိရွှေဘိုခင်ဦးဝက်လက်မြို့နယ်စတဲ့မြို့နယ်6ခုစလုံးရှိဂိတ်များအားလုံးအကျုံးဝင်ကြောင်းသိရပါတယ်။စကိုင်းရွှေဘုံမြစ်ကြီးနားလမ်းပေါ်မှာအခွန်ကောက်ဂိတ်တွေကမနေဘူးပေးရတဲ့နှုံသားတွေကလည်းမရတော့အခုလိုပိတ်ခိုင်းတာပြည်သူတွေအတွက်အသက်ရှူချောင်သွားမှာပါခီးသွားလာတာဇရိတ်ကတော်တော်ကြီးနေတာလို့ရွှေဘိုဒေသခံရှင်ပေါင်းတအုပ်ကပြောပါတယ်အမတ်1ရွှေဘိုခရိုင်စစ်ဌာနရဲ့ထုတ်ပြန်ချက်မှာနယ်မြေတွင်းရှိတိုင်ရင်တပ်ဖွဲ့များနဲ့ပကဖများဖွင့်လှစ်ထားတဲ့အလူကန်ဂိတ်မဲယောင်ဂိတ်လမ်းပြုပြင်ရန်ပုံငွေဂိတ်နဲ့စစ်ဆေးဂိတ်အစရှိတဲ့ခင်များအားလုံးကိုစနစ်တကျစီစစ်နိုင်ဖို့အတွက်ဖေဖော်ဝါရီ19ရက်ကစပြီးပိတ်သိမ်းဖို့ဖော်ပြထားပါတယ်တပ်ဖွဲ့များအနေနဲ့လက်နက်ခင်ရန်လိုအပ်ချက်ရှိပါကအစစ်စင်တင်ပြတောင်းခံဖို့နဲ့ပြည်သူလူထုကိုဝန်တုံးဝန်ပိုးဖြစ်စေတဲ့တရားမဝင်ဂိတ်ဖွင့်ငွေကောက်ခြင်းရက်ရွာပြည်သူများထံမှခွဲတမ်းတောင်းခြင်းတို့ကိုရှောင်ကျဉ်ကြဖို့လည်းညွှန်ကြားထားပါတယ်။အဆိုပါညွှန်ကြားချက်ကိုလိုက်နာခြင်းမရှိပါကထိရောက်စွာရေးယူမယ်လို့တတိပေးထားပြီးရဲ့နောက်ဒီကနေ့မှာလမ်းပိုင်းပေါ်ရှိအကောက်ခွန်ဂိတ်တချို့ပိတ်သိမ်းသွားမှာကိုတွေ့ရကြောင်းဒေသခံတွေစီကသိရတယ်လို့သတင်းမှပါရှိပါတယ်ရှင်။